G ပါ G ဆိုဒီကိုင်းတဲ့ position เนาะဒီမှာခုနှစ်ကွက်ပါကိုင်းလိုက်เนาะပတ်သက်ကြတဲ့ဒါတူဆိုတာဒီတူဆိုအဲ့ဒါလေးမှာကျွန်တော်ဒီပါပဲเนาะစာကဒီကျိုး10ပေါ့ခွန်ပြီးရင်နှစ်ကျိုး10ဒီကျိုးခွန်ပြီးရင်နှစ်ကျိုး10ပြီးရင်သုံးကျိုး9เนาะအဲ့ဒီကိုပြန်ကြည့်မယ်ဆိုရင်နေကျိုး30 8ခွန်8 10အဲ့လိုမျိုးပြီးလို့ရှိရင်ဒီကျိုး9ပြင်ခွန်အဲ့လိုမျိုးနော်အစပြင်နေကြမယ်အဲ့လိုပြီးလို့ရှိရင်ဒီကျိုး8ခွန်ပြီးလို့ရှိရင်3ကျိုး9ပြင်2ကျိုးခွန်ပြင်2ကျိုး8ပြင်2ကျိုးခွန်ပြင်2ကျိုး10ပြင်2ကျိုး8เนาะเราစားတယ်စစ်ပြေးတင်ကြမယ်เนาะအစားလေးတစ်ခေါက်ပြန်တင်ကြမယ်เนาะပြီးလို့ရှိရင်ဒီကျုပ်ခွန်3ကျုပ်ကိုပြီးဒီကျုပ်နှစ်ခွန် sorry နှစ်ကျုပ်ခွန်3ကျုပ်ကိုပြီးနှစ်ကျုပ်ခွန်ပြီးရင်3ကျုပ်ခွန်ပြီးခွန်ကနေကိုစလိုက်နော်ပြီးလို့ရှိရင်ဒီကျုပ်ခွန်ပြီးရင်ဒီကျုပ်နှစ်ကျုပ်30ပြီးရင်ဒီကျုပ်ခွန်ပြီးလို့ရှိရင်2ကျိုး8ဒီ8ကနေ10ကိုဆက်လိုက်နော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်စနေပြေးတယ်ပြောင်းတယ်နော်ပြီးလို့ရှိရင်2ကျိုး8 10ဒီကျုပ်ခွန်ဒီကျုပ်10နော်ပြီးလို့ရှိရင်ဒီကျုပ်ကိုဒီကျုပ်ခွန်ဒီကျုပ်10ပြီးလို့ရှိရင်ဒီကျုပ်ခွန်ပြန်လာတယ်ပြီးလို့ရှိရင်ဒီကျုပ်ခွန် sorry ဒီကျုပ်ခွန်ပြီး3ကျုပ်ကို2ကျုပ်ခွန်ပြီးရင်3ကျုပ်ခွန်နော်ဒီလိုရှိရင်နားလေးပြန်ကြည့်ကြမယ်နော်ဒီလိုရှိရင်2ကျုပ်10 8ခွန်30 8ပြီးရင်ခွန်နဲ့8နဲ့30နဲ့3ချက်အများကြီးနော်ပြီးလို့ရှိရင်2ကျိုးခွန်2ကျိုး3ကျိုးခွန်2ကျိုးခွန်3ကျိုးခွန်ပြီးရင်3ကျိုးကိုပြီးရင်2ကျိုးခွန်ကနေပြီး8ကိုစလိုက်နော်အစားလေးပြည့်ပြည့်ပြည့်နေကြမယ်နားလေးမှာပဲပတ်ကြည့်ပါနော်ဟိုနည်းရှုပ်ကောင်းရှုပ်နေတယ်နော်နားလေးမှာပဲပတ်ကြည့်ပါတိတ်တော့ခက်ပါ